ဒါကတော့ကမ္ဘာပေါ်မှာအစစ်မြင့်ဆုံးလို့သတ်မှတ်ထားကြတဲ့ American ရဲ့ B2 Spirit လို့ခေါ်တဲ့ကိုပြောက်ဘုံကျဲလီရင်ကြီးအကြောင်းပါသူ့ရဲ့ထူးခြားချက်တွေကတကယ့်ကိုရုပ်ရှင်တွေကအတိုင်းပါပဲကောင်းကင်ယံကတက်စီကြီးဒီလီရင်ကရန်သူနယ်မြေတွေကိုဘယ်သူမှမသိအောင်တစီတကောင်လိုတိတ်တဆိတ်ပြန်တန်းတွားနိုင်ပါတယ်ရန်သူရေဒါတွေကလေရင်တွေကိုရှာဖို့လှိုင်းတွေလွတ်လိုက်တဲ့အခါတခြားလေရင်တွေဆိုရင်အဲ့ဒီလှိုင်းတွေကလေရင်ကိုထန်နဲ့ထိပြီးပြန်လာတဲ့အတွက်ရေဒါမှာပေါ်ပါတယ်ဒါပေမဲ့ B2 ကတော့သူ့ရဲ့ကိုထဲဒီဇိုင်းကဒေါင်းဆောင်လေးတွေနဲ့ချောမွေနေတာကြောင့်လေဒါလှိုင်းတွေကိုပြန့်ကျဲသွားစီပြီးသူ့စီမှာပဲစုပ်ယူထားလိုက်တယ်လို့ဖြစ်နေတာပါဒါကြောင့်ရေဒါဖန်သားပြင်ပေါ်မှာဘာမှမရှိတယ်လို့မျိုးနဲ့ရန်သူအင်းရှည်အထိရောက်သွားနိုင်တာပေါ့အမကန်ကုန်ကြစည်နဲ့စွမ်းဆောင်ရည် B2 တစီးနဲ့တန်ဖိုးကဒေါ်လာ $1.3 ဘီလီယံလောက်ရှိပါတယ်ဒါဟာ Boeing 747 ခီးတန်လေယာဉ်ကြီး73စီးစာနဲ့ညီမျှရဲ့အတွက်ကမ္ဘာဈေးအကြီးဆုံးလေယာဉ်လို့တောင်ဆိုနိုင်ပါတယ်ခီးဝေးပြန်တန်းနိုင်မှုစီတစ်ခါထွေထားရင်မိုင်ပေါင်း6000ကျော်ပြန်နိုင်ပြီးကောင်းကင်ယံမှာတင်စီပြန်ဖြည့်လို့ရတဲ့စနစ်ပါတဲ့အတွက်ကမ္ဘာဘယ်နေရာကိုမဆိုမနာရန်ပြန်တန်းထွားနိုင်ပါတယ်တိကျတဲ့တိုက်ခိုက်မှုသူကပြစ်မှတ်ပေါ်တက်တက်ရောက်အောင်တွားစီရအောင်မလိုပါဘူးမိုင်ပေါင်းမားစွာအကွာအဝေးကနေ GPS စနစ်သုံးဘုံတွေကိုကျဲချလိုက်ရုံနဲ့ပြစ်မှတ်ကိုတက်တက်မှန်အောင်ပြစ်လဲစွမ်းရှိပါတယ်မောင်းတင်ပုံနဲ့ဒီဇိုင်းဒီလေယာဉ်မှာလေယာဉ်မှု2ယောက်ပဲပါပါတယ်ထူးခြားတာကသူ့မှာတခြားလေယာဉ်တွေလိုဒေါင်းလိုက်တပ်ဆောင်ထားတဲ့အမီးပိုင်းရေဒါမပါပဲတောင်ပန်းတစ်ခုလုံးကပဲလေယာဉ်ရဲ့လားရနဲ့အမြင့်အမြင့်ကိုထိန်းချောင်းပေးတာပါအင်ဂျင်တွေကိုလည်းအတန်းစုလျာမှုတတ်တာအောင်ကိုထဲထဲမှာညှက်ပြီးထည့်ထားပါတယ်ဘုံတွေကိုတော့လေယာဉ်ဝင်းပိုက်ထဲကလဲပတ်နိုင်တဲ့စင်ပေါ်မှာတင်ထားပြီးလိုအပ်တဲ့ဘုံအမျိုးအစားကိုရွေးချယ်ပြီးကျဲချနိုင်ပါတယ်ရိုးရိုးဘုံတွေတင်မကပဲနျူကလ িয়ার လက်နက်တွေအထိတဲဆောင်နိုင်တဲ့အထိစွမ်းအားကြီးပါတယ်အနည်းချုပ်ပြောရရင် B2 Spirit ဟာနီးပညာနဲ့အင်ဂျင်နီယာအတတ်ပညာတွေပေါင်းစပ်ထားတဲ့အမကန်လက်နက်တကြီးတစ်ခုပါပဲသူ့ရဲ့ကိုပြောက်နိုင်မှုတိကျမှုနဲ့ခီးဝေးသွားနိုင်တဲ့အရေးအချင်းတွေကြောင့်ပဲ American စစ်တပ်အတွက်အားကိုးရဆုံးလေယာဉ်ဖြစ်နေတာပါ